ဒါကြောင့်အရွယ်တော်ကြောင့်လည်းဘုရားရှင်ကိုယ်တော်မြတ်ပင်မနွမ်းနေတော်မူလာတယ်ဝမ်းတော်လာရဲ့ယောဂကြောင့်လည်းဘုရားရှင်ကိုယ်တော်မြတ်ပင်မနွမ်းနေတော်မူလာတယ်တဲ့ပင်မနွမ်းနေရင်ကနေဝေလူဝရွာကနေဟောဒီကုသိနာယုံပြီးမန္တမင်းတို့ရဲ့အင်းရင်တော်ကိုမြတ်စွာဘုရားခြေချင်းခရီးနဲ့ကြွတော်မူလာခဲ့တာဘာခရီးနဲ့ကြွလာလဲဒီကနေ့ခင်းနဲ့ကြည့်ရင်ပြိဿရဲ့မိုင်အားဖြင့်အများဆုံးရှိရင်ဦးဇင်းတို့ထင်ပါတယ်6မိုင်ကျော်9မိုင်ဒီလောက်ပဲရှိတယ်အဲ့ဒီ6မိုင်ကျော်9မိုင်ခရီးလေးကိုမြတ်စွာဘုရားကြွတော်မူလာရတာလေဘလောက်ပင်ပန်းဆင်းရဲတော်မူတယ်လဲဆိုရင်25ကြိမ်အနာယူခဲ့ရတယ်ဘယ်နှကြိမ်လဲ25ကြိမ်တိုင်းတဲ့အနာယူတော်မူလို့ဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြွတော်မူလာလိုက်တာလမ်းခရီးမှာ1000နားလိုက်ကြွလိုက်1000နားလိုက်ကြွလိုက်နဲ့ကြွလာတဲ့မြတ်စွာဘုရားနေနောက်ဆုံးနားတော်မူတဲ့နေရာဆိုဒီကနေ့သတ်မှတ်ထားလိုက်တာဦးဇင်းတို့မြန်မာနိုင်ငံကသွန်းထားတဲ့ကျေးသွန်းရုပ်ပွားတော်ပစုချထားတဲ့နေရာလေးဟာကုသိနာယုံဒီမန္တမင်းတို့ရဲ့အင်းရင်တော်ထိတ်ဒီကနေ့မြတ်စွာဘုရားပြိဋိဘံစံတော်မူနေတဲ့ယုတ်ကလတ်တော်ပုံတော်ကြီးနဲ့ဆိုရင်လှမ်းခေါ်ရင်တော့မှကြားနိုင်ပါလေဟုတ်လားရှင်းအောင်ပြောရင်တော့ပြိဋိဒီเจ้าပေါက်ကိုဘက်ဒီဘက်နှစ်ပြန်ကာလောက်ပဲဝေးနေအဲ့ဒီတော့နီးတဲ့နေရာကြီးမြတ်စွာဘုရားကပင်မလွန်းလို့နားရသေးတယ်ဆိုရင်ဘုရားရှင်ဘလောက်ပင်မနေမလဲဆိုတာပြိဋိအာယုံပြုကြည့်စမ်းပါဟုတ်လားဤနုဝေကောင်းခဲ့တဲ့ကဆုံလာပြင်းလေးကိုကြော်ဖြတ်သန်းလာခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့မဟာသက္ကရေ148ခုနှစ်ကဆုံလာပြင်းလေးသည်ပင်မတော်မူလိုက်တာဘုရားရှင်ကိုယ်တော်မြတ်ရာသီကြောင့်ပင်မတော်မူနေတဲ့သွေးဝမ်းတော်လာတဲ့ယောဂါကြီးကြောင့်ပင်မတော်မူနေတဲ့ခရီးဒေသသာရီကြွကြည်တော်မူလာတဲ့80အရွယ်ခန္ဓာကိုယ်ကြီးကြောင့်ဘုရားရှင်ပင်မတော်မူနေတယ်ဒါကြောင့်သလွန်ကြောင်ဆောင်ပေါ်မှာမျက်လုံးတော်လေးမှိတ်ပြီးတော့လက်ရာနံတောင်းနဲ့ရှင်သေမင်းတို့ရဲ့လျှောက်ဆက်တဲ့အသွင်တန်တန်နဲ့ရသော်ဘုရားလျှောက်တော်မူနေတယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကလည်းသလွန်ကြောင်ဆောင်ပေါ်မှာရှင်သေမင်းတို့ရဲ့လေလျှောက်ခြင်းနဲ့လေလျှောက်တော်မူနေတဲ့အချိန်လွန်ခဲ့တဲ့3လကလေးကဝေသာလီကြီးမှာမြတ်စွာဘုရားရွှေနှုတ်ကမိတ်ငယ်တယ်ခြေသားတို့ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်နောင်3လပြည့်တဲ့အချိန်ကုသေနာယုံကြီးမာနမင်းတို့ရဲ့အင်းရင်တော်ကြီးမှာရှင်ဒီဘဝဒီခန္ဓာကိုသွန်တော်မူလို့နိဗ္ဗာန်စံမြန်းကြအောင်တော်မူတော်မယ်လို့3လကလေးကကြိုတင်ပြီးတော့မိတ်ငယ်တဲ့စကားကလည်းရှိနေတဲ့အခါအယံဒီမျက်နှာကကြွလာတဲ့သံဃာတော်ရှင်မြတ်အပေါင်းတွေကလည်းကုသိနာယုံကြီးမန္တမင်းတို့ရဲ့အင်းရင်တော်မှာအရေးအတွက်အားဖြင့်9သိန်းကျော်ရောက်တော်မူလို့နေကြပါပြီသံဃာတွေဘယ်နှသိန်းရောက်နေလဲဒီကနေ့ညမိုးသောရံကာလမှာငါတို့ရဲ့ဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဒီလောကကြီးကိုစွန့်ခွာတော်မူလို့နိဗ္ဗာန်ကိန်းအောင်လို့ရွှေပြောင်းလို့စံတော်မူတော်မှာဒါကြောင့်ငါတို့ရဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့နောက်ဆုံးခရီးနောက်ဆုံးနေရာမှာဖြင့်အာရပါယဘုပြောတော်မူမယ်နောက်ဆုံးတရားတွေကိုအာရပါယနာတော်မူမယ်ရဲ့လို့အယံလေးမျက်နှာကကြွလာတော်မူလာတဲ့သံဃာတော်ရှင်မြတ်တွေကလည်းအင်းရင်တော်မှာ9သိန်းကျော်ကုသိနာယုံကြီးမန္တမင်းနဲ့တကွာလူပရိသတ်မြောင်များစွာကလည်းပဲအင်းရင်တော်ရဲ့အလယ်မှာလူတို့နေထိုင်ရမယ့်နေရာမှာတိုးဝေပြီးတော့ဆောင်စားရင်းနဲ့ခုနေကြပြီနတ်ပြည်၆ချက်မြမပြည်မကျန်တရားမင်းနဲ့တကွာအလုံးသောသမ္မာဒီဝနတ်မျက်နှာကောင်းသမင်းအပေါင်းတို့ကလည်းပဲဩငါတို့ရဲ့သုံးလောကထွန်းတဲ့သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဒီကနေ့ညမိုးသောရအချိန်ရောက်ရင်ဖြင့်လောကကြီးကိုနှုတ်ဆက်ထွက်ခွာလို့နိဗ္ဗာန်ကိန်းအောင်လို့ဆံရတော်မူတော်မယ်တဲ့
ဒါကြောင့်ပြိဿရဲ့နတ်ပြည်ကြောင့်တပြမပြည်တပတ်ကြံတရားမင်းတဲ့ကွာအာလုံးသောလက်တွေကလည်းကုသိနာယုံကြည်မှန်လာမင်းတို့ရဲ့အင်းရင်တော်အလေစုပြုံပြီးတော့အကုန်လုံးလာရောက်ပြီးတော့ဖူးမြော်နေကြတာခန္ဓာတော်ဝနတ်ပတ်တွေကိုကျေးပြန့်ကြပြီးတော့နတ်တွေကလည်းနောက်ဆုံးပူဇော်တဲ့အနေနဲ့ပူဇော်တော်မူနေကြတယ်ဘလောက်တောင်ပူဇော်လိုက်တယ်လဲဆိုရင်အဲ့ဒီအင်းရင်တော်မှာရှိနေတဲ့အင်းရင်ပဲအသီးတွေတို့ကလည်းမိမိတို့ရဲ့ပွင့်လွှားတွေကိုအကုန်လုံးပွင့်ချပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တရင်သုံးတော်မူနေတဲ့သလွန်ညောင်သောဘက်ကိုညွတ်ကိုင်းပြီးတော့ဟာဘုရားရှင်ကိုယ်တော်မြတ်ကိုနောက်ဆုံးပူဇော်တဲ့အနေနဲ့ပူဇော်လို့နေကြပြန်ပြီကစုံလာပြီးနေအေးမြသာရတဲ့လာမင်းကြီးကလည်းမိမိရဲ့အေးမြတဲ့လင်းရောင်လေးနဲ့ကစုံလာပြီးနေညာချမ်းကာလာအေးရင်တော်ကြီးရဲ့ကောင်းကင်ယံကနေပြီးတော့မြတ်စွာဘုရားကိုအယောင်လေးအေးအေးလေးနဲ့ပူဇော်လို့နေပြန်တဲ့အခါအေးရင်တော်ကြီးအလယ်မှာပြိဿကြီးကြည့်လိုက်တာယဟန်ကြီးအများကြီးရောက်မနေဘူးလားခေါဏသိန်းကျော်သောယဟန်ကြီးနဲ့တင့်တယ်နေတဲ့လူပရိသတ်တွေမြောင်များစွာနဲ့တင့်တယ်လို့နေတယ်နတ်ဗျမတရားမင်းနဲ့တကွာအာလုံးသောသမာဓိဝါနတ်ဗျနှကောင်းနတ်မြတ်ပေါင်းတို့နဲ့အင်းရင်တော်ကြီးမှမြိုင်ဆိုင်နေတယ်ကောင်းကင်ကလာမင်းကြီးကလည်းအထက်တဲတွေကနေအေးမြတဲ့အယောင်တွေနဲ့နောက်ဆုံးပူဇော်လို့နေပြန်တယ်အင်းရင်ပဲအသေးတွေကလည်းအေးမြတဲ့အပွင့်နှတ်သားတွေနဲ့မြတ်စွာဘုရားကိုနောက်ဆုံးညှို့ကိုင်းလို့ပူဇော်နေတဲ့အခါကုသိနာယုံပြီးမန္နာမင်းတို့ရဲ့အင်းရင်တော်ကြီးကိုလောကသဘာဝကြည့်ရင်တော့ပြိဿရဲ့ဒီသက်သာယာစရာကောင်းတဲ့နေရာရှိပါဦးမလားလောကအမြင်အပြည့်သာယာစရာရှုမောစရာတွေနဲ့ပြည့်စုံနေတယ်လို့ထင်ရပေမဲ့သေသာကြည်နေတဲ့ဟောဒီယဟပရိသတ်လူပရိသတ်နတ်မြတ်နှကောင်းနတ်မင်းအပေါင်းပရိသတ်အပေါင်းတို့ရဲ့တဏ္ဍာမှာဒီကနေ့ညမိုးတော်ရာအချိန်ရောက်ရင်ဖြင့်ငါတို့ရဲ့လောကသုံးခွင့်ပေါ်ပြင်း၌တဆူရိသာပွင့်တော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လောကကြီးကိုအပြည့်တိုင်းစွန့်ခွာတော်မူလို့တဲ့နိဗ္ဗာန်ကိန်းအောင်လို့ပြောင်းရွှေ့လို့သံဉာဏ်တော်မူတော်မယ်ဒီအတိကြီးကပြိဿကြီးဒီလောကကြီးကိုဘယ်လူဘယ်နဲ့ဘယ်ပြန်မှာကခံစားနိုင်ပါလေခံစားနိုင်ပါမလားဒီကနေ့ညမိုးတော်ရအချိန်မှာဘုရားရှင်ကိုယ်တော်မြတ်ပြိဋိဘံစမ်းမယ်ဆိုတဲ့အတိစိတ်ကြီးကဘလောက်ပဲလောကကြီးသာယာရှုမွေးဝဲကောင်းပါလေလို့ဆိုသာယာရှုမွေးတော်ကိုမြင်ရပါစေဟောဒီမှာပုထုဇဉ်လူရှင်ယဟန်ကြီးရဲ့နှလုံးသားထဲမှာသောကထံချက်တွေပဲလို့မခံရနိုင်လို့အပြုံးနဲ့လည်းမကြည့်နိုင်အပြောစကားလည်းမဆိုနိုင်ရင်နေတာဆွနေကြည်ွယ်နေတဲ့ခံစားချက်တွေကမျက်လုံးအိမ်မှာပရိဒေဝအမှုမီတက်ဆောင်လာတဲ့အခါကျတော့ငိုကြွေးလို့နေကြရတာပုထုဇဉ်လူသားအလုံးမျက်ရည်ကျနေပြီတဲ့ပုထုဇဉ်ယဟန်တော်အလုံးမျက်ရည်ကျနေပြီသောတာပန်ယဟန်တော်အလုံးလည်းမျက်ရည်ကျလို့နေကြပါပြီနတ်ရဏကောင်းတာပေါင်းတို့ကလည်းအာကိုရမဲမျက်နာလေးတွေနဲ့နတ်တို့ရဲ့ရွှင်လန်းတဲ့အသွင်တော်မှမပြနိုင်ရှာအင်းရင်တော်ကြီးရဲ့အလေကြီးဟာတိတ်ဆိတ်ငြိမ်သက်ပြီးတော့တဘာနဲ့တဘာအပြုံးလည်းမရှိနိုင်အပြောလည်းမဆိုနိုင်တဘာနဲ့တဘာမင်းသက်ကားနဲ့ရှိပြီးတော့ငိုနေလိုက်ကြတာပုထုဇဉ်လူသားတွေနဲ့ယဟန်တွေမခံနိုင်ဘူးတဲ့အောင်မလေးငါတို့ရဲ့လောကလာမင်းကြီးဒီကနေ့ညမိုးတော်ရောက်မြင်တော့ွယ်တော်မှာလောကလာမင်းကြီးွယ်ပသလိုလောကနေမင်းကြီးနဲ့တူတယ်ငါတို့ရဲ့ဘုရားရှင်ငါတို့အတွက်မရှင်းတဲ့အလင်းတရားတွေကိုရှင်းအောင်ခေါ်ပေးခဲ့တဲ့လောကနေမင်းနဲ့တူတဲ့ဘုရားရှင်ငါတို့ရဲ့အပူသောကနှလုံးသားတွေကိုအေးမြတဲ့တရားအယောင်လေးနဲ့ထွန်းလင်းစေခဲ့တဲ့လာမင်းကြီးနဲ့တူတဲ့ဘုရားရှင်
ဒီကနေ့ညမိုးတော့ရန်ွယ်တော့ပါလို့နှုတ်ကလည်းတဘွားဘွားပြောရင်ပတ်စီတီလို့ငိုကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းငိုကြီးဘယ်လိုမှမခံရနိုင်တဲ့အတွက်ကြောင့်မြေကြီးပေါ်မှာလူလျင်နဲ့ငိုကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းငိုကြွေးလို့နေကြပါပြီအာရပါရနဲ့ငိုနေကြတဲ့ပရိသတ်တွေပရိသတ်ကြီးအဲ့ဒီအဲမှာအဆိုးဆုံးကအရှင်အာနန္ဒာပဲဘယ်သူလဲ25နှစ်တိုင်တိုင်မြတ်စွာဘုရားရဲ့ထံတော်နောက်တော်ဘာမှလိုက်သွားရင်လည်းဘုရားရှင်ကိုယ်တော်မြတ်ကိုလူကျွေးပြုစုတော်မူခဲ့တဲ့အလုံးအကျွေးရန်တော်ဖြစ်တဲ့အာနန္ဒာသလွန်ကြောင့်သောမိကိုလက်ကလေးနဲ့အာရပါရဆုပ်ကန်လိုက်ရင်ထဲကဆုနဲ့တက်လာတဲ့တောကဒဏ်ချက်ဘယ်လိုမှမခံရနိုင်တဲ့အခါရလုံးအင်္ဂါမျက်ရည်တွေပါပြင်းပေါ်တသွင်သွင်းစီးပြီးတော့ဆရာကြီးတငယ်နဲ့သလွန်ကြောင့်သောကိုအာရပါရဆုပ်ကန်ရင်လည်းငိုရတဲ့အကျင့်တွေကလည်းမြောင်များစွာဘုရားရှင်ကိုယ်တော်မြတ်တန်ကြားပါဆိုတဲ့အတွက်ကြောင့်ခန္ဓာနာငါအင်းရင်မင်းလေးကိုမှီပြီးတော့ငိုရတာလေအကျင့်များစွာတဲ့ဥဒုဇဉ်သောတာပန်ကြီးရဲ့ရင်ထဲမှာပြိဿကြီးခံစားနိုင်သေးရဲ့လားဘုဒ္ဓဇဉ်သောတာပန်ပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာအငိုမျက်ရည်တွေမသိနိုင်ဖြစ်နေတဲ့အချိန်အနာဂံယန္တာမထေမြတ်ကြီးတွေရင်ထဲဝင်ပြီးတော့ဖူးကြည့်ညိုလိုက်ပြန်တော့လေပဲအနေသာဝတ္တသင်္ခါရဥပါဒဝယဓမ္မိနောဥပိစိတ်တဝါနိရောဓံတိတေသံဥပါသမောတုခောသင်္ခါရယုဒဓမ္မသင်္ခါရသဘောတရားတို့သည်အနေသာဝတ္တဖြစ်လျင်ပြန်မြင်မလွယ်ပုံသည်ရှိကြလေကုန်စွာတကားသင်္ခါရသဘောတရားသည်ဖြစ်လာပြီဆိုရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အနန္တတကုရှင်ပုဂ္ဂိုလ်ကြီးတောင်မှဖြစ်ပြီးရင်ပြတ်တဲ့သဘောတတကြီးကစောင်းလို့နေပါလားဥပါဒဝယဓမ္မိနောဖြစ်ခြင်းပြည့်ခြင်းသဘောတတများသာရှိကြလေကုန်စွာတကားဩဘေစိတဝါဖြစ်ပေါ်လာပြီးတော့နိရောဓံဒီချုပ်ပြောက်ပြည့်စည်သွားရလေကုန်စွာတကားတဲ့တရားပြည့်နေတဲ့နှလုံးသားပိုင်ရှင်တွေကတော့လေတခါနဲ့မြတ်စွာဘုရားရဲ့ပင်ပန်းလွန်တဲ့စွာခံစားနေရတဲ့ယူပကာယတော်ကြီးကိုဖူးတွေ့ရင်နဲ့ဓမ္မသံဝေကဉာဏ်လေးပွားနေပြီ။လောကကြီးထဲမှာတကူတော့အနန္တပြည့်စုံတော်မူတဲ့ငါတို့ရဲ့ဖာဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှာသိခြင်းဆိုတဲ့သဘောတရားကိုမလွန်ဆန်းနိုင်တဲ့အတွက်ကြောင့်ဒီကနေ့ညမိုးတော်ရအချိန်ရောက်ရင်ငါတို့ရဲ့ဘုရားရှင်ကိုယ်တော်မြတ်နဲ့နိဗ္ဗာန်ကိန်းအောင်လို့ပြောင်းရွှေ့တော့မှာလို့မထေရမြတ်ကြီးရဲ့နှလုံးသားထဲမှာတော့ဓမ္မသံဝေကဉာဏ်လေးပွားပြီးတော့နေကြတယ်တဲ့။ဩဘေစေတဝါဖြစ်ပေါ်လာပြီးတော့နိရောဓန်ဤချုပ်ပြောင်းပြန်စည်းသွားရလေကုန်စွာတကားဒေသံတို့ယုံနာဓမ္မသင်္ခါရသဘောတရားတို့ဤဥပသမောကိယကိုယငြိယချုပ်ယမရှိယဖြစ်တဲ့နိဗ္ဗာန်ချမ်းသာသည်ကသူခေါ်ရကဲချမ်းသာစေချမ်းသာမှန်ဧကံဖြစ်ပါပြီသောတကားတဲ့မထေရမြတ်ကြီးတွေကြတော့တရားကမြင်နေတဲ့အခါနိဗ္ဗာန်အထိအာယုံမပြုဘူးလားယောပရိသတ်အင်ဂျင်တော်ကြီးရဲ့အလယ်မှာရောက်နေတဲ့ပရိသတ်ဟာနှစ်မျိုးနှစ်စားခွဲမနေဘူးလားဘုဒ္ဓဇင်သောတာပန်သဂရကကိလေသာမကုန်သေးတဲ့ပုဂ္ဂိုလ်တွေကြတော့ယေဝစီတိသလုံးငိုကြီးနေတဲ့ပုဂ္ဂိုလ်တွေလည်းပါနေတယ်မြေကြီးပေါ်မှာလူလျင်နဲ့အာရပါရနဲ့ငိုကြွေးနေတဲ့ပုဂ္ဂိုလ်တွေလည်းပါနေတယ်အနာဂံယဟန္တာမထေရမြတ်ကြီးတို့ကဲ့သို့တရားပြည့်နေတဲ့ပုဂ္ဂိုလ်ကြီးတွေကြပြန်တော့လေဓမ္မသံဝေကဉာဏ်လေးပွားများစေခြင်းရင်နဲ့ပြိဿယေမြတ်စွာဘုရားရဲ့နိဗ္ဗာန်ချမ်းသာတိုင်အောင်အာယုံပြုပြီးတော့သံဝေကတွေပွားနေလိုက်တာ
ဘုရားပြိဋိဘံစံဖို့နီးလာလေလေရောက်နေတဲ့လူပရိသတ်နတ်ပရိသတ်ယဟန်ပရိသတ်မြမပရိသတ်တရားမင်းကြီးမပြန်အကုန်လုံးကဟာတို့ဘုရားပြိဋိဘံစံနာနီးရင်တော့နောက်ဆုံးဘာများမှားအောင်မလဲမှန်အောင်မလဲနဲ့တခါလေယောဂဝေဒနာဖြစ်ပြီးခံစားနေရတဲ့အမေအဖေရဲ့ဘေးနားမှာစောင့်နေတဲ့သားသမီးတွေနဲ့တူးမနေဘူးလားငါတို့အမေမသိခင်မှာဗာများမာလီမလေးရဲ့လူမျိုးလေးကြကြည်ကြီးနဲ့ဆောင်စားနေကြသလိုငါတို့အဖေမသိခင်များပါရီများမှာကြလီမလေးရဲ့လူမျိုးလေးကြကြည်ကြီးနဲ့ဆောင်စားနေသလိုအလုံးရဲ့ရင်ထဲမှာနေဒုက္ခရဗာများမှာလီမလေးလို့မျောလင့်ချက်ကြီးကြီးနဲ့စောင့်နေတဲ့အချိန်မှာရသော်ဘုရားရဲ့မျက်လုံးတော်လေးတစ်ချက်ပွင့်ပြီးတော့ရွှေကြာထက်ရွှေပရုံမှာကြာဟောဒီနှုတ်ခမ်းတော်ကနေနောက်ဆုံးစကားမိန့်တော်မူပါတယ်ဟုတ်လားဟန္တာဒါနိဘေကဝေအာမန္တယာမိဝဝယဓမ္မသင်္ခါရအပ္ပမဒိနာပ္ပမဒိခာဘေကဝေအလုံးသောယံတို့များဥစ္စသာတို့ဟန္တာဟေပင်မလေးစွာတကားရသော်ဘုရားမိန့်လိုက်ပြီချစ်သားတို့ပင်မလိုက်တာဗါတဲ့လေပင်မလိုက်တာဆိုတာမြတ်စွာဘုရားညည်းညူတာမဟုတ်ဘူးနော်မြတ်စွာဘုရားဝေဒနာကိုကြောက်ပါမလားဘေကဝေယတော်များအိုချစ်သားတို့ခန္ဓာဟေပင်မလေးစွာတကားဟောဒီခန္ဓာ၅ပါးယုံနာတရားကြီးရလာတာဖြင့်ပင်မလိုက်တာချစ်သားတို့ရဲ့ငါဘုရားလိုပုဂ္ဂိုလ်ကြီးတောင်မှခန္ဓာ၅ပါးရလာတော့ခန္ဓာရဲ့နှိမ့်သက်တဲ့ဓာတ်ဆိုတာလွတ်ကင်းရလားဒါကြောင့်မြတ်စွာဘုရားကအာလုံးသောလူတွေနဲ့တည်းဗျမ္မာတွေယဟန်တွေကိုမိမိတို့ခန္ဓာပေါ်မှာအာယုံပြုနိုင်အောင်လို့ခြေသားတော်ဟောဒီခန္ဓာကိုယ်ကြီးအပေါ်မှာမန်နေတက်ပြီးတော့မိမနေပါနဲ့ခန္ဓာကိုယ်ကြီးရတယ်ဆိုတာတကယ်တော့ပင်မဆင်းရဲတဲ့တရားကြီးကိုရနေတာပါဒီလိုပြောချင်တာကဲပရိသတ်ခန္ဓာကိုယ်ကြီးရတာပင်မသလားချမ်းသာလားပင်မနေပရိသတ်အခုပဲထိုင်ရတာဘယ်နှစ်နာရီကြာသွားပြီလဲဟမ်တနာရီကြော်မသွားဘူးလားဒါစောစောကထိုင်တာဥစဉ်မသိဘူးဥစဉ်ပလင်ပေါ်ရောက်မှထိုင်တာပဲပရိသတ်ဒါ9နာရီခွဲဖို့10မိနစ်အလိုကပလင်ပေါ်တက်လာတာအခု7နာရီခွဲပြီးသွားပြီဟုတ်လားတနာရီကျော်ထိုင်ရတဲ့ခန္ဓာဟာအခုပင်မနာတွေပြမနေဘူးလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအာနုသောလူလက်ပြမယဟန်တတဝါတွေကိုမိန့်တော်မူလိုက်တယ်ဘေကဝေယတော်များဥจิตသာတို့ဟန္တာဟေပင်မလေးစွာတကားဟောဒီခန္ဓာ၅ပါးယုံနာတရားကြီးကိုရလာတာဖြင့်ပင်မလေးစွာတကားအာမန္တရားမိဘောတဲ့ဒါဒီဒါနိယခုအခါ၌အဟံငါဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဝေါတုမကံသိချစ်သားတို့အတွက်အာမန္တရားမိနောက်ဆုံးစကားလေးနဲ့မှာကြပါတော့မယ်ငါမင်းတို့အားလုံးကိုနောက်ဆုံးစကားမိန့်တော့မယ်ကွာတဲ့ဒီစကားလေးမိန့်ပြီးရင်ငါပရိနိဗ္ဗာန်စံတော့မယ်လို့ပြောလိုက်တာနဲ့မတူဘူးလားဒီတော့အားလုံးသောလူတွေနဲ့ယဟန်တွေအကုန်လုံးတခါတဲ့အသက်တောင်ပြင်းပြင်းမရှူနိုင်တဲ့ဘဝလက်အုပ်လေးချီပြီးတော့နှုတ်ကလေးတွေလက်မလေးနဲ့ဆိုးပိတ်ပြီးတော့အမလေးတို့ဘုရားဗာများမာမာလဲတို့ဘုရားဗာများမာမာလဲဆိုပြီးတော့မျောလင်းချက်ကြီးကြီးနဲ့ပြိတ္တရေစောင့်တဲ့ဘဝမရောက်ခဲ့ဘူးလားအာလုံးသောလူချင်းရာအာလုံးသောလူနဲ့ဗျမတတ္တဝါအပေါင်းတို့ဒီလိုအတွက်ငါဘုရားရှင်ကိုယ်တော်မြတ်နောက်ဆုံးစကားမှာကြမယ်တဲ့ခန္ဓာဓာနိဘေကဝေအာမန္တယာမိဟောဝယဓမ္မသင်္ခါရအပ္ပမတိနာသမ္ပါတိခာသင်္ခါရယုံနာဓမ္မသင်္ခါရသဘောတရားမှန်သမျှတို့သည်ဝယဓမ္မဖြစ်လည်းရင်ပြန်မြဲမလွဲပုံသေးရှိကြလေကုန်စွာတကားသင်္ခါရသဘောတရားမှန်ရင်ပြိဿဖြစ်ပြီးရင်ဘာဖြစ်လဲပြတ်ပါပဲဟောဒီမှာကွာတဲ့ငါဘုရားကိုကြည့်လိုက်စမ်းအနန္တတကူနဲ့ပြည့်စုံတဲ့ငါဘုရားရှင်
လောကကြီးမှာဖြစ်ခြင်းနဲ့အကုန်ဖြစ်နိုင်တဲ့ငါဘုရားရှင်ကိုရောမြတ်ကြီးတော်မှာဟောဒီခန္ဓာကြီးရလာတဲ့အချိန်ကစပြီးတော့ဒီကနေ့တတ်တော်80ဝါတော်45ဝါရတဲ့အချိန်ဟောဒီခန္ဓာကြီးကိုငါဘုရားစွန့်ပယ်ရတော့မှာဒီလိုပြောချင်တာပါပဲဟုတ်လားဒီတော့ခန္ဓာရလာရင်မြတ်စွာဘုရားတော်မစွန့်မဲနဲ့ပြီးရလားဝယဓမ္မသင်္ခါရသင်္ခါရယုံနာဓမ္မသင်္ခါရသဘောတရားတို့သည်ဝယဓမ္မပြည့်ချင်းတတ္တသဘောမြတ်သာရှိကြလေးကုန်စွာတကားတတ္တမတို့ကြောင့်တုံးမင်းတင်ဖြစ်သားခြင်းသမီးအပေါင်းတို့သည်အပ္ပမဒိနာမမိမလျော့မပေါ်မတံထသံနှင့်အပ္ပမသာခွန်ညာကောင်းမြတ်တဲ့သတိတရားဖြင့်သမ္ပါဒိတာယနေ့ကသာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ကောင်းစွာမသွေပြည့်စုံနိုင်ကြပါစေကုန်သတည်းတလွန်ညာသောပေါ်မှာဘုရားရှင်ကိုယ်တော်မြတ်ရွှေနှုတ်တော်ထွက်လို့နောက်ဆုံးမိတဲ့စကားကအပ္ပမဒိနာသမ္ပါဒိထာတဲ့အဲ့ဒါမြတ်စွာဘုရားရဲ့နောက်ဆုံးစကားပဲပြိဿရေဗါတဲ့နဲ့ဒါကြောင့်အပ္ပမဒိနာသမ္ပါဒိထာဆိုတာကိုဆရာတော်တော်တော်များများကအကုန်လုံးကသီလချင်းမြင့်ပြီးတိုင်းမှာမပေးဘူးလားအပ္ပမဒိနာမမိမလျောမပေါ်မတံထသနဲ့အပ္ပမနာခေါ်ညာကောင်းမြတ်တဲ့တတိတရားဖြင့်သမ္ပါတိထပြည့်စုံအောင်နေကြတဲ့ဖယားမှာခဲ့တာကမမိကြနဲ့လို့မှာခဲ့တာဟုတ်ရဲ့လားဒီတော့မြတ်စွာဘုရားရဲ့ဒီနောက်ဆုံးစကားဟာပြိဿရဲ့တရားစကားလားပြိဿရဲ့တရားစကားမဟုတ်ဘူးလို့ပြောလို့ရပါမလားဒီတော့နောက်ဆုံးတရားစကားဖြစ်တဲ့ဒီစကားလုံးလေးဟာနာရတဲ့အဲ့ဒီလူတွေလက်တွေဗြဟ္မာတွေအကုန်လုံးမှာမျက်ရည်ရည်နဲ့မသိရဘူးလားဒီစကားလေးပြောပြီးနှုတ်ကမိတ်ပြီးတဲ့အချိန်ပြိဿသက်စွာဘုရားသိနေကဆံသွားပြီကဲနောက်ဆုံးစကားဒီမျက်ရည်နဲ့ကြံခဲ့ရတဲ့တရားစကားဖြစ်မနေဘူးလားဒါကြောင့်မြတ်စွာဘုရားရဲ့နောက်ဆုံးမျက်ရည်ကြခဲ့ရတဲ့ဟောဒီတရားစကားလေးဆိုတာကပြိဿရဲ့မမေ့ပါနဲ့ဗါတဲ့လေမမေ့နေတဲ့သင်္ချစ်သားရှင်သမီးတို့မမေ့တဲ့တတိတရားနဲ့မင်းတို့ပြည့်စုံအောင်အမြဲတမ်းနေကြကွာနေရခဲ့ကြလို့ဘုရားနှုတ်ဆက်မသွားဘူးလားဒီကတို့ပြိဿအခုမေ့နေသလားမမေ့ဘူးလားမေ့ရင်ဘာပြောလဲဟောမမေ့တာဟမ်နောက်ဆုံးစကားဟာပြိဿရဲ့ဥပမာပေါ့လေကိုယ့်အဖေတည်သွားမယ်တချို့မရှိဘူးလားဒီကနေ့ကြာမှာငါမြည်လေးကိုရှင်ပြုပေးအောင်ပြုပေးလိုက်ပါဆိုတဲ့စကားလေးမမှားခင်ဘူးလားအဲ့တော့ပြိဿအဲ့ဒီစကားလေးကိုသတိရတယ်အဖေကိုသတိရပြီးတော့မြည်လေးတွေကိုရှင်ပြုမပေးဘူးလားအဲ့တော့တာမန်ဒီဘဝမှာကြုံရတဲ့အဖေစကားတော်အဲ့ဒီလောက်တန်ဖိုးထားတဲ့ရင်ကျွတ်တို့ဟာဘုရားရှင်ရဲ့အဆုံးအမအောက်ရောက်နေတဲ့သူတော်ကောင်းတွေဖြစ်တော့မြတ်စွာဘုရားရဲ့နောက်ဆုံးဒီတရားစကားဟာမေ့ပြစ်လို့ရပါမှာမမေ့နဲ့ဒါကြောင့်အာလုံးတော်ဒုရဂဓမ္မပေါင်းသူတော်ကောင်းတွေမနဗ္ဗမမြတ်စွာဘုရားရဲ့ပရိဘောဓစီရီထိုက်တော်မူတဲ့ဘောဓိပင်ကြီးကိုဘောဓိပူဇာအဖြစ်နဲ့ပူဇော်ကြတဲ့အခါရေရင်လောင်းပြီးတော့ဟောဒီဘောဓိပင်ကြီးကိုအေးချမ်းအောင်ပူဇော်လိုက်တယ်လို့ပဲဘဝတန္တရာခိမလေးအပူရိကင်းတဲ့နိဗ္ဗာန်ချမ်းသာရောက်နိုင်ဖို့ရန်အတွက်မမေ့တဲ့တတိတရားလေးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်ပါဦးဟုတ်ရဲ့လားဒီတော့မမေ့နဲ့ဆိုတဲ့စကားဟာပြိဿအကောင်းကိုမမေ့ရမှာလားအဆိုးကိုမမေ့ရမှာဒါနာပြုရမှာမမေ့ပါနဲ့သီလဆောက်တည်ရမှာမမေ့ပါနဲ့ဘာဝနာပွားများရမှာမမေ့ပါနဲ့ဟုတ်တယ်မို့လားဒါနမေ့ပြီဆိုရင်ရောပြိဿရဲ့ဒါနရဲ့ပြီးလိုက်တဲ့ကောင်းကျိုးဆိုတာကလူဘဝမှာပဲယူခွင့်ရတဲ့အခါမှာပြိဿလွဲမသွားနိုင်ဘူးလား
ဒါကြောင့်ဒါနလည်းမမေ့နဲ့သီလလည်းမမေ့နဲ့အရေးအကြီးဆုံးဘုရားမိန့်တာကတော့ဘာဝနာတရားကိုမမေ့ဖို့ပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒုပရိသတ်ဘုရားရဲ့အထင်းအမှတ်နေ့တွေရောက်ရင်လူတော်များများကဘယ်လိုပူဇော်ရမလဲဆိုတာကတော့အမြဲတမ်းမစင်စားဘူးလားအခုပဲဆရာတော်ဘုရားကြီးရဲ့ဩဝါဒနဲ့အညီဗုဒ္ဓရဲ့လမ်းစဉ်နဲ့အညီမြတ်စွာဘုရားရဲ့ဇီတိဆိုင်တဲ့ဘောဓိပင်ကြီးကိုလူရသည်မှာအေးချမ်းသွားအောင်ဆိုပြီးတော့ညောင်ရည်သွန်းပြီးတော့အေးချမ်းတဲ့ရေတွေနဲ့လောင်းပြီးတော့ပူဇော်လိုက်တဲ့အခါသိကြတာကတော့ညောင်ပင်ကြီးအမြင့်တိုင်အောင်မိမိပူဇော်တဲ့ရေတွေနဲ့အေးမသွားဘူးလားပြိဿညောင်ပင်ကြီးအေးတာလားကိုအေးတာလားညောင်ပင်ကြီးအေးတာနော်ကိုအေးဖို့ကြတော့ပြိဿအဲ့ဒီရေလေးလောင်းရုံနဲ့အေးပါမလားမအေးသေးဘူးဟုတ်လားဟောဒီမှာမိမိရဲ့နှလုံးသားမှာကိန်းနေတဲ့လောဘဆိုတဲ့ကိလေသာအရင်အကြီးတွေဒေါသဆိုတဲ့ကိလေသာအရင်ကြီးမောဟမာနဆိုတဲ့ကိလေသာအရင်အကြီးတွေကိုလည်းပဲညောင်မင်းကြီးအမြင့်တန်အောင်ရည်ရည်နဲ့လောင်းပေးလိုက်သလိုကာယဝေဒနာစိတ်ဓမ္မသတိပဋ္ဌာန်ရည်စဉ်ရည်အေးလေးနဲ့အေးသွားအောင်လောင်းလိုက်ပါမှကိလေသာအငြိအကြီးတွေပြောင်းရင်ဒီဘဝမှာလည်းအေးချမ်းတဲ့ဘဝသန္တရာမှာလည်းအေးချမ်းတဲ့နိဗ္ဗာန်ကိုရောက်နိုင်မယ်ဟုတ်တယ်မို့လားပူဇော်တယ်ဆိုတာကိုပြိဿကြီးတူတူချင်းချင်းလေးအဓိပ္ပာယ်မကောင်းနဲ့ရောင်မင်းကြီးသိသွားတခါလေရေတံဘူးကြီးနဲ့အာရပါရလောင်းကုသိုလ်လေးရပြီးကြွားတော့ကြောင်းကြိုက်လက်မောင်းခတ်နေုံနဲ့ပြည့်စုံပါမလားမပြည့်စုံဘူးပြိဿကြီးမြတ်စွာဘုရားရဲ့ကိုယ်စားပရိဘောဂဇေတိကြီးအေးသွားသလိုကိုယ်နှလုံးသားမှာလည်းကိလေသာအပူတွေကင်းပြီးတော့အေးသွားအောင်တရားဓမ္မတွေနဲ့ရှိကြောဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒါကြောင့်မြတ်စွာဘုရားကနောက်ဆုံးစကားအနေနဲ့မှာခဲ့တာကအပ္ပမဒေနသမ္မာဒိဋ္ဌတတိတရားနဲ့ပြည့်စုံအောင်မင်းတို့နေကြလို့ပြောတာကဲပြိဿတတိဆိုတဲ့စကားမေ့သွားပြီဆိုရင်ဌာနပြုဖို့ရောမမေ့နိုင်ဘူးလားဌာနပြုဖို့မေ့နေတယ်ဆိုတာဌာနမေ့တာမဟုတ်ဘူးတတိမေ့နေလို့ကိုဌာနကိုမေ့နေတာဟုတ်တယ်မို့လားဟောဒီတတိလေးကဒါနပြုဖို့တတိပေးလိုက်ရင်ဒါနကောင်းမှုတွေပြုဖြစ်တယ်သီလသောတိဖို့တတိပေးလိုက်ရင်သီလကောင်းမှုတွေသောတိဖြစ်တယ်ဘာဝနာပွားများဖို့တတိပေးလိုက်ရင်ဘာဝနာကောင်းမှုတွေပွားများဖြစ်တယ်အဲ့ဒီဘာဝနာမှာတောင်မှကာယဝေဒနာစိတ်ဓမ္မသတိပဋ္ဌာန်တရား၄ပါးနဲ့အချိန်တိုင်းမှာတတိလေးနဲ့ရှုပွားဖို့တတိပေးလိုက်ရင်ပြိဿကြီးအချိန်တိုင်းဟာမင်္ဂလာရှိနေမယ်ဟုတ်ရဲ့လားဒီတော့တတိတလုံးအရှိသုံးအဆုံးနိဗ္ဗုဒ္ဓတဲ့တတိတလုံးကိုပိုင်အောင်သုံးရင်ပြိဿကြီးတို့အားလုံးတောင်းနေတဲ့နိဗ္ဗာန်ဆိုတာဒီတတိကမပေးဘူးလားအခုတော့ပြိဿကြီးတတိမေ့နေတော့လူတော်များများကဖယားနဲ့ပဲကျင့်နေတယ်သံဃာနဲ့ပဲကျင့်နေတယ်တခေတ်အမြတ်ဆုံးတရားနဲ့ပူဇော်ဖို့ကြတော့မေ့မနေဘူးလားဖယားရှင်ရဲ့ကိုယ်စားရုပ်ပွားစင်တို့တော်မြတ်ကိုဝယ်ပူဇော်ရမလားဇီတိကြီးကိုဝယ်ပူဇော်ရမလားစာအုပ်စာပေတွေကိုဝယ်လူရန်ပြီးတော့ပူဇော်ရမလားဘောဓိညောင်းမှာဘောဓိပင်ကြီးကိုပဲရေအေးလောင်ပြီးတော့ပူဇော်ရလိမ့်မလားဘယ်လိုပူဇော်ခြင်းနဲ့ပူဇော်ခိုင်းပါစေကြည်ကြည်နက်နက်ကြီးနဲ့ပူဇော်ကြပါပါပဲဖယားနဲ့ပူဇော်နေရရင်မပြောဘူးလားသို့တော်ပြိဿရဲ့ပူဇော်ပြီးရင်ဆုတောင်းကြီးတပည့်တော်ဤကောင်းမှုကြောင့်နိဗ္ဗာန်ရောက်ပါစေဖယားလို့ဆုတောင်းရင်နိဗ္ဗာန်ရပါမှာကဲပြိဿနိဗ္ဗာန်မရသေးတဲ့လူသားတစ်ယောက်အတွက်အေးချမ်းမှုအစ်စ်ဆိုတာရပါမှာဒါကြောင့်ခုနကပြောတာညောင်မင်းကြီးကတော့များများလောင်းရင်အပြည့်အထိအေးသွားပြီးတော့ကိုယ်နှလုံးသားထဲမှာကိလေသာတန်လန်းကြီးနဲ့ဆိုရင်ကိုယ်ကြတော့အေးပါမလားမအေးဘူးဒါကြောင့်အေးအောင်ပြိဿရဲ့ကိုယ်နှလုံးသားမှာရောတရားရည်အေးလေးလောင်းဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဖယားနဲ့နေတော်ဖယားနဲ့ပဲပြောပြီးတော့သုရယအများကြီးတောင်းကြီးကြီးအကြာကြီးခောက်ပြီးတော့အမြတွေဝေတတ်တယ်သံဃာနဲ့ရင်းနှီးသွားရင်ပြိဿရဲ့ဒါနကောင်းမှုတွေကမပြုတ်ပြဘူးလားမလီကိုဆရာတော်ဆိုတဲ့အစွဲလေးများရှိနေပြိဿသင်္ကန်းလည်းလူပြစ်တယ်ကျောင်းလည်းလူပြစ်တယ်ဆေးလည်းလူပြစ်တယ်ဆွမ်းဆိုရင်မလူပြစ်ဘူးလား
လူဖြစ်တယ်ဆိုသံဃာနဲ့နေရင်လည်းပဲတော်တော်များများကအဲ့ဒါလေးနဲ့ပဲကျင့်နဲ့နေတတ်တယ်မကျင့်တတ်ဘူးလားအခုပဲတခါကြီးတွေအလူချင်းဘယ်သူလဲမသိတခါကြီးလားအလူချင်းနဲ့တခါဆရာတော်ပြောတယ်တခါလေးကထပ်တန်နေတဲ့ခင်ဗျားတို့ကျုပ်ကလောကလုတ်ခဲ့ဦးမယ်ဆရာတော်ကခုနပြောတယ်တခါလေးတွေကိုခိုင်းတာပါမနေ့မှညဘောဓိပူဇာအတွက်သမင်းစားကြွကြပါတဲ့ဟုတ်လားဖိတ်ခိုင်းနေတာကြားတယ်ကျုပ်ကပဲလောကလုတ်ပြီးဖိတ်ခဲ့တယ်ဟုတ်လားမလိတရင်ကြားပြီးသားဓာန်ပေါင်းအထုပ်ပေါင်း800မှာထားတယ်နောက်ကြရင်တော့ရမှာမဟုတ်သောတာခင်ဗျာဟုတ်လားအဲ့တော့ပြောနေတာကအခုဘောဓိပူဇာကိုအကြောင်းပြုပြီးတော့လူတကာဒကမတွေကိုတော့မှကျွေးရဲတဲ့အလှတန်းကြီးမလုပ်နိုင်ဘူးလားလုပ်တယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေကိုလှူဖို့ဟောရတာကမျက်နှာပူဖို့တော့ကောင်းပါလေမကောင်းဘူးလားဗုဒ္ဓဘာသာဝင်သူတော်စင်တွေဘုရားတရားသံဃာယန္တာမြတ်သုံးပါးနဲ့ပတ်သက်နိုင်ရင်အလှဒါနမရရောဘူးလားသံဃာတော်အရှင်မြတ်တွေကိုစိကပ်ကိုးကွယ်တဲ့အခါမှာအလှဒါနမရရောဘူးလားခတ်တာကပြိဿတရားလေးအားထုတ်ပြီးတော့မြတ်စွာဘုရားရဲ့ကိုယ်စားဘောဓိပင်ကြီးအေးသွားအောင်ရေလေးနဲ့လောင်းတယ်လို့ကိုယ်နှလုံးသားတွေကတောကပူလေးတွေကိလေသာအပူလေးတွေကင်းသွားအောင်တရားရည်အေးလေးနဲ့လောင်းပါလားတရားအားထုတ်ပါလားဆိုတော့ပြိဿကြီးတော်တော်များများကမငြင်းဘူးလားငြင်းတယ်ပြိဿကြီးမြတ်စွာဘုရားမှာခဲ့တာကပါတဲ့အပမဒေနသမ္မာဒေထမမေ့နဲ့နော်ခေတ်စကားနဲ့ပြောရင်မင်းတို့မမေ့နဲ့နော်တဲ့မင်းတို့ဒါနာလေးနဲ့ပဲပျော်နေကြတယ်သီလလေးနဲ့ပဲကျင့်နေနေတယ်ငါဘုရားမိန့်တော်မူတဲ့ကိလေသာငြိမ်းနေတဲ့တရားကြတော့အားထုတ်ဖို့မိနေတယ်မင်းတို့မမေ့နဲ့နော်လို့မြတ်စွာဘုရားကမမှားခဲ့ဘူးလားမှားခဲ့တဲ့မြတ်စွာဘုရားကမှားပြီးတော့ပြိဿရဲ့ဘယ်ကိုကြွသွားနိဗ္ဗာန်ကြွသွားတာကျွတ်တို့ကမှားထားတဲ့စကားကိုနားမထောင်မဲနေနိဗ္ဗာန်မပြောနဲ့ပြိဿရဲ့ဟိုဘဝကျရင်လူဝင်စားပြန်ဖြစ်ရင်တော့ကံကောင်းတာပြီဟုတ်တယ်မလားအဲ့တော့ပြိဿလူဘဝကြီးရတာဟာတန်ဖိုးမရှိဘူးလားဒါနာကောင်းမှုတွေပြုခြင်းနဲ့ဟောဒီတထိုင်တွင်အမှားပြိဿရဲ့လူချင်းအားတွေလှူလို့ရတယ်သီလကောင်းမှုတွေစောင့်တည်ခြင်းနဲ့မိမိရဲ့ယုတ်တရားနဲ့နှုတ်စကားလေးကိုလုံခြုံအောင်စောင့်ထိန်နိုင်ရင်ရတယ်ဘာဝနာတရားတွေပွားများခြင်းနဲ့မြန်မာနိုင်ငံလောက်ကမ္မထမ်းနီးပြပေါ်တဲ့နိုင်ငံရှိပါမလားဘယ်နည်းနဲ့ယူမလဲဘယ်နည်းနဲ့အားထုတ်မလဲအားထုတ်ဖို့သာလိုပါတယ်ပြိဿကြီးဟုတ်တယ်မဟုတ်လားအခုတော့အားတော့မထုတ်ဘူးဟိုမိုးကုတ်ကကောင်းတယ်မဟာသီယာကောင်းတယ်အနာဂတ်ဆရာတကြီးကကောင်းတယ်သင်းဟူကကောင်းတယ်ဟာဟိုဘာအကုန်လုံးဟိုဟာကောင်းတယ်ဒီဟာကောင်းတယ်အငင်းတန်နေတာပဲရှိတယ်ပြင်းပြင်းထန်ထန်အားထုတ်ပါဆိုတော့ဒုနာရတာနဲ့ခါကတ်ရတာနဲ့အိမ်ကဒကာကြီးကပြစ်ထားလို့မရတာနဲ့ဒကမာကြီးတွေကဈေးရောက်သွားနေလို့နားလို့မရတာနဲ့အကြောင်းတွေမပြဘူးလားအဲ့ဒါဆိုရင်ဘုရားရဲ့နောက်ဆုံးစကားကိုနားထောင်ရရောက်မလားမရောက်ဘူးလားမရောက်ဘူးဒါကြောင့်ဘုန်းတော်ကြောင့်မသခင်ဘုရားရှင်ကိုရောမြတ်ကတော့မှားကြားခဲ့ပါပြီဒီတော့ဒီစကားလေးမှားကြားခဲ့တာကရောပြိဿကြီးဘယ်နည်းကဲမဟာသက္ကရေ148ခုနှစ်ကဆုံလာပြည်နေ့မှာရသော်ဘုရားရှင်ကိုရောမြတ်နောက်ဆုံးမှားကြားခဲ့တဲ့မျက်ရည်ဆက်လက်နဲ့နားထောင်ရတဲ့တရားလေးကမမေ့ပါနဲ့ကဲပြိဿစဉ်းစားကြည့်လိုက်စမ်းဘလောက်များနားမြတ်ကဆုံဟာလွမ်းပွဲပြီးကြုံနေတယ်လဲဆိုရင်ဖွာလာတာလေဒီလားပြည့်ဟောထားလိုက်ပါဒီအတ္တဗျာဒိခံခဲ့တာလေဒီလားပြည့်ဖွာလာတာလေဒီလားပြည့်ဖျားဖြစ်တာလေဒီလားပြည့်ဟောလောကကြီးကပြန်ကြွသွားတာလေဒီလားပြည့်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကဆုံလားပြည့်နေ့ဟာပျော်စရာလွမ်းစရာတွေနဲ့ရုံးတော့လို့မနေဘူးလားအာယောအလုံးသောဒုဒ္ဒရဓမ္မပေါင်းသူတော်ကောင်းသည်မြတ်စွာဘုရားကိုယ်တိုင်ပြီးတဲ့သံဝေကညာအတိုင်းပါပဲဟောတော်မူခဲ့တဲ့ဟောဒီနေ့မှာပဲဘုရားရှင်ကိုယ်တော်မြတ်နိဗ္ဗာန်ကိအောင်မှုပြန်ကြွတော်မူပါပြီ။ဒါကြောင့်မြတ်စွာဘုရားမိန့်တော်မူခဲ့တဲ့မမေ့ပါနဲ့ဆိုတဲ့စကားလေးကိုယင်ထဲမှာသတိရရင်ပြိဿဒါနာပြုဖို့လည်းမမေ့ပါနဲ့သီလဆောက်တည်ဖို့လည်းမမေ့ပါနဲ့ဘာဝနာပွားများဖို့လည်းမမေ့ပါနဲ့တဲ့မမေ့တဲ့သတိလေးရှိနေသမျှအချိန်တိုင်းဟာအဖေရဲ့စကားကိုနားထောင်နေတဲ့သားကောင်းလိမ္မာသမီးယတနာတွေဖြစ်မနေဘူးလားအဲ့တော့မေ့သွားပြီဆိုလိုက်တာနဲ့ပြိဿရဲ့အဖေစကားကိုနားမထောင်တဲ့သားမိုက်သမီးမိုက်ကြီးတွေဖြစ်မနေဘူးလားကဲဒုပရိသမေ့သလားမမေ့ဘူးလားဟောဘာကိုမမေ့တာတရားကိုမမေ့တာဟုတ်လားဒီသတ္တမဲပြနေတာဟုတ်လား
ဒီတော့အားလုံးကိုပြောချင်တာပြိဿရေဆရာဘုရားကြီးတွေမိန့်ခဲ့တဲ့ဩဝါဒလေးကလည်းမမေ့လျင်နိဗ္ဗာန်မေ့လျင်သုတ်တံတဲ့မမေ့ရင်မေ့ရင်သုတ်တံဒါအလကားစာကျိုးခဲ့တာမဟုတ်ဘူးမြတ်စွာဘုရားဟောခဲ့တဲ့အပ္ပမဒတရားကိုပဲပြန်ပြီးတော့သာသိပေးခဲ့တာအပ္ပမဒောအမတံပဒံပမဒောမေစုနောပဒံအပ္ပမတ္တာနမိယံတိယေပမတ္တာယထာမတ္တာအပ္ပမဒောအမတံပဒံပမဒောမေစုနောပဒံမမေ့မလျောမပေါ်မတန်ထက်သနဲ့တတိတရားနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည်မမေ့တဲ့နိဗ္ဗာန်ကိုရခြင်းရဲ့အကြောင်းတရားပါပဲမိမိရောပေါ်ပေါ်ဆဆတတိကင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်သည်သိခြင်းရဲ့အကြောင်းတရားပါပဲသိမင်းရဲ့အကြောင်းတရားပါပဲမမေ့တဲ့တတိနဲ့ပြည့်စုံနေတဲ့သူတော်ကောင်းဟာနိဗ္ဗာန်ကိုသွားတဲ့လမ်းကြောင်းပေါ်မှာနေတိုင်းလျှောက်လှမ်းနေတာကဲပရိသတ်မမေ့ရဘူးဆိုတာခုနကပြောထားတယ်ဘာကိုမမေ့ရမှာတို့ပရိသတ်ဒါနမေ့သလားသီလမေ့သလားကဲအမှန်တိုင်းပြောဘာဝနာတရားကြတော့အာကျိုးမှန်တတ်နဲ့အာထုတ်ဖြစ်ရတာမထုတ်ဖြစ်ဘူးဒါကြောင့်ပရိသတ်တကယ်တော့ဒါနလေးနဲ့လည်းကျွတ်တို့ကနိဗ္ဗာန်မရောက်နိုင်ဘူးသီလလေးနဲ့လည်းနိဗ္ဗာန်မရောက်နိုင်ဘူးတကယ်ဟောရင်ယုတ်တရားနံတရားကိုကာယ ानु ပတနာတတိပဋ္ဌာန်ကိုအမူအရာဖြစ်တိုင်းကိုသိအောင်မှတ်နေတဲ့တတိပဋ္ဌာန်ဟာဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဝေဒနာပူတာအေးတာနာတာတောင်းတာတင်းတာခိုင်းတာအကုန်လုံးကိုပြိဿရေတခါတဲ့အဆိုးအကောင်းတွေခံစားရင်းနဲ့အတိုးအကျတွေသိနေတာကိုဝေဒနာ ानु ပတနာတတိပဋ္ဌာန်လို့ခေါ်တယ်တခါစိတ်တွေတွေးမယ်ကြံမယ်စဉ်းစားမယ်စိတ်ကူးရင်မယ်ဒီစိတ်တွေတွေးတိုင်းကြံတယ်စဉ်းစားတိုင်းစိတ်ကူးရင်တိုင်းမှာလည်းပဲငါတို့ရဲ့စိတ်ဟာလည်းစက္ကန့်နဲ့မချပြောင်းလဲနေတာပဲဖြစ်လိုက်ပေါ်လိုက်ချုပ်ရင်းနေပဲလို့သိအောင်မှတ်နေတဲ့စိတ်တန်နုပဒနာတတိပဋ္ဌာန်အရာအလုံးမှာတတိပါမနေဘူးလားရေရကြရနာရစားရထိရကြရစဉ်းစားစိတ်ကူးရမှလည်းပဲတတိလေးနဲ့အရှိသုံးပြီးတော့မှတ်လိုက်တဲ့အခါကျတော့ဓမ္မာနုပဒနာတတိပဋ္ဌာန်ဒီတော့မြတ်စွာဘုရားခေါ်ထားတဲ့တတိပဋ္ဌာန်တရားဆိုတာကာယဝေဒနာစိတ်ဓမ္မာအရာ၄ပါးလုံးမှာပြိဿရေအကုန်လုံးမှတ်ရင်ရမနေဘူးလားဒီတော့ပြိဿတတိပဋ္ဌာန်ဆိုတဲ့အတိုင်းပဲပေါ်ရပြစ္ဆုတ်ပံတဲ့တဲ့လေးရှုပြီးတော့တတိပဋ္ဌာန်တရားနဲ့မှတ်လိုက်တဲ့အခါကျတော့ခက်တယ်ဆိုတာရှိသေးရဲ့အမလေးရှင်းနေတာပဲကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ခန္ဓာကိုယ်ကြီးကိုယ်တော့ကိုယ်တယ်ဆန်းတော့ဆန်းတယ်ကြွားတော့ကြွားတယ်နှမ်းတော့နှမ်းတယ်ခြားတော့ခြားတယ်သူ့အရှိအတိုင်းပြိဿရေမှတ်နေရတာခက်တယ်ဝေဒနာတွေပူလာပြီးအေးလာပြီးဆိုတော့ခန္ဓာကိုယ်ကြီးမမှတ်နဲ့တော့ဝေဒနာထင်ရှားနေတော့ပူတာကိုပူတယ်မှတ်လိုက်စမ်းအေးတာကိုအေးတယ်မှတ်လိုက်စမ်းအားကြောင့်မှတ်ရတယ်ပူနေတဲ့သဘောတရားကလည်းမမြဲဘူးချုပ်ပြောက်ပျက်စီးသွားလိမ့်မယ်အသစ်ပေါ်တဲ့ရုပ်တွေပေါ်လာလိမ့်မယ်ဆိုတာသိအောင်မှတ်ခိုင်းတော့ကဲဝေဒနာထင်ရှားရင်ဝေဒနာမှတ်กว่าဆိုတော့ဒီတဲ့အလိုက်အထိုက်မှတ်ရတဲ့တရားရှိပါအောင်မလားဝေဒနာမတက်ခင်စိတ်တွေကတွေးမယ်ကြံမယ်စဉ်းစားမယ်စိတ်ကူးရင်မယ်အိမ်ပြန်ရောက်မယ်ဈေးပြန်ရောက်မယ်ရုံးပြန်ရောက်မယ်ပြိဿအကုန်လုံးသွားကြရသွားဝေဒနာတွေမထင်ရှားဘူးရုပ်ကြီးမထင်ရှားဘူးစိတ်ထင်ရှားနေတယ်တဲ့ဒါကြောင့်မင်းစိတ်ထင်ရှားရင်စိတ်ကိုပဲမှတ်ပါတဲ့ကဲဆိုအတင်းမှတ်ခိုင်းတာပါလားသဘောတရားတွေပေါ်လာရင်လည်းသူ့သဘာဝအတိုင်းမှတ်လိုက်ပါဆိုတော့ပြိဿရေမြတ်စွာဘုရားဟောထားတဲ့တတိပဋ္ဌာန်တရား၄ပါးသည်မြတ်စွာဘုရားမိန့်လိုက်တဲ့တတိနဲ့ပြည့်စုံအောင်နေကြဆိုတဲ့စကားနဲ့တစ်ထပ်တည်းပြမသွားဘူးလားအဲ့ဒါပဲဒါကြောင့်အာလုံသောဒုရဂဓမ္မပေါင်းသူတော်ကောင်းသည်မမေ့လည်းနိဗ္ဗာန်လမ်းကြောင်းပေါ်မှာနေတိုင်းရောက်နေပါတယ်မိနေတယ်ဆိုရင်တော့သုတ်တန်သွားတဲ့လမ်းကြောင်းပေါ်ကိုနေတိုင်းရောက်နေပါတယ်ကဲမိနေတော့ဘယ်ကိုသွားနေတာသုတ်တန်ဆိုတာလူသေးတွေထားတာလားလူရှင်တွေထားတာကဲပြိဿလူသေးဆိုတာဘာကြောင့်ထားတာလဲလို့မေးရင်အဲ့ဒီလူသေးအလောင်းကြီးဟာတန်ဖိုးရှိသေးရဲ့ဟိုသမတကနေသရောင်းကားဒီကြိုက်တဲ့လူသေးပြိဿကြိုက်တဲ့နိုင်ငံမှာသေသွားပြီဆိုတဲ့လူတယောက်ဟာတန်ဖိုးရှိသေးရဲ့ဒီအလောင်းကြီးကိုပြိဿဘယ်သူကများချစ်လို့ဆိုအိမ်ပေါ်မှာအပုတ်ခံပြီးတင်ထားမလဲတင်ပါမလားဒီတော့လူသေးဟာတန်ဖိုးမရှိတော့လို့သုတ်တန်ကိုသွားပို့ရတယ်
မိနေတဲ့လူဟာပြိတ္တရဲ့အပမတ္တာနာမိယံတိယေပမတ္တာယထာမတ္တာမမေ့လျော်တဲ့ပုဂ္ဂိုလ်တတိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာဒီဘဝဒီကန္နာသေဆုံးသွားပြီမဲ့ဘဝသံဃာမှာမသိတော့တဲ့ပုဂ္ဂိုလ်တွေတဲ့ဒီဘဝမှာသိသွားတယ်လို့ပြောရပေမဲ့မမေ့တဲ့တတိနဲ့များရုပ်တရားနံတရားကိုရှုပွားသွားတဲ့သူတော်ကောင်းဟာပြိတ္တဘဝသံဃာမှာသိရတဲ့ဘဝကြီးမြင်မသွားဘူးလားနင်းသွားပြီသောတာပန်ဖြစ်ရင်ပြိတ္တရဲ့ခုနှစ်ဘဝပဲကြံတော့မယ်ဒီခုနှစ်ဘဝတော့မှတဘဝတည်းနဲ့ပြီးသွားရင်လည်းတဘဝတည်းနဲ့ပြတ်မသွားဘူးလားဟောတက္ကရာကဖြစ်ရင်တော့တစ်ချိန်ပဲလာတော့မယ်အနာဂတ်ဖြစ်သွားရင်โอเคပြီးသွားပြီယဟန္တာဖြစ်သွားရင်ဘာမှမကြံတော့ဘူးဟုတ်တယ်မို့လားဒီတော့မမေ့တဲ့ပုဂ္ဂိုလ်ရုပ်တရားနံတရားရဲ့အကြောင်းအကျိုးအဖြစ်အပျက်ကစပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်တိုင်အောင်သိအောင်ရှုပွားလိုက်တဲ့ပုဂ္ဂိုလ်အတွက်ပရိသတ်ကြီးနမိဉ္ဇဉ်ဒီဘဝသိသွားပြီမဲ့ဘဝသံဃာမှာသိပါဦးမလားသိတဲ့ဘဝတွေတူမသွားဘူးလားယေပမတ္တာယထာမတ္တာတကြွသောပုဂ္ဂိုလ်တွေကြတော့ဒါနသီလလေးနဲ့သာပြောနေတတ်တယ်ဘာဝနာတရားပွားများဖို့မိနေရတဲ့တတိပဋ္ဌာန်တရားပွားများဖို့မိနေရတဲ့အခါယထာမတ္တာတဲ့အသက်ရှင်းနေပြီပဲသိနေတဲ့လူကြီးနဲ့အတူတူပဲတဲ့ဘုရားဟောတာနော်ပြိဿကြီးအသက်တော့ရှင်းမနေဘူးလားဘာနဲ့တူနေလဲသိနေတဲ့လူဟာပြိဿကြီးဒါနပြုနိုင်နေရလားသီလဆောက်တည်နိုင်နေရလားဘာဝနာပွားနိုင်သေးရဲ့ဒီယုတ်တရားကြီးကိုလူတွေကတန်ဖိုးထားသေးရဲ့မထားတော့ဘူးဒီအတိုင်းပဲပြိဿကြီးအသက်တော်ရှင်းနေတယ်တချို့ဒါနကောင်းမှုလောက်တော့မပြုဘဲမေ့နေတဲ့လူတွေမရှိဘူးလားဒါနမေ့ပြီဆိုမှတော့သီလရှိပါအောင်မလားဘာဝနာပွားများဖို့စဉ်းအောင်စဉ်းစားမှပြိဿကြီးအဲ့ဒါကြောင့်မြတ်စွာဘုရားကဒါနလည်းမပြုသီလလည်းမဆောက်တည်ဘာဝနာလည်းမပွားများပဲနဲ့လူကြီးမှာအသက်ရှင်နေရင်တဲ့မြင်တာကတော့အသက်ရှင်နေတဲ့လူရှင်ကြီးလို့ထင်ရပေမဲ့ခုနကလူသေးကြီးဒါနသီလဘာဝနာမပြုတာနဲ့အတူတူဖြစ်လို့အသက်အရှင်လက်လက်ကြီးနဲ့အိမ်မာနေရင်သေးနေတာနဲ့အတူတူပဲတဲ့ကဲပြိဿရဲ့ဒါနသီလဘာဝနာမေ့နေတဲ့ပုဂ္ဂိုလ်ရှင်းနေတာလားသေးနေတာလားအဲ့ဒီပုဂ္ဂိုလ်နေနေတာအိမ်ပေါ်မှာလားသုတ်တံမှာအဲ့ဒါပဲတဲ့ပြိဿဒါကြောင့်အသက်ရှင်နေပေမဲ့ဒါနသီလဘာဝနာတရားကိုပြုရမှကျင့်ရမှမေ့နေရတယ်ဆိုရင်တော့အိမ်မှာနေနေပေမဲ့သုတ်တံပေါ်မှာနေနေတာနဲ့တူပါတယ်အသက်ရှင်မင်းရှင်ညာတော်လည်းပဲသိနေတဲ့မသာကြီးလိုပါပဲတဲ့ဒါကြောင့်ဒုပရိသမေ့နေရင်အားရမယ်သုတ်တံမေ့နေတဲ့ပုဂ္ဂိုလ်ဘယ်မှာရောက်နေတာလဲဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီလောက်ကိုအပ္ပမာဒတရားကိုတန်ဖိုးထားပါတယ်ဒါကြောင့်အာလုံးသောဒုရဂဓမ္မပေါင်းသူတော်ကောင်းတွေဒီကနေ့မြတ်စွာဘုရားနိယတပြာဒိဋ္ဌခံတော်မူမယ်မနဗ္ဗံရောက်လာမယ်ကဆုံလာပြီနေ့မြတ်စွာဘုရားလုံမနိတမောအင်းရင်တော်မှာပွားမြင်တော်မူခဲ့တဲ့မှာသက္ကရာ68ခုနှစ်ကဆုံလာပြီနေ့ဘုန်းတော်ကြောင့်မသခင်ဘုရားရှင်ကိုယ်တော်မြတ်ဘောဓိမန္တိုင်မှာဘုရားဖြစ်တော်မူခဲ့တဲ့မဟာသက္ကရာတရားသုံးခုနဲ့ကဆုံလာပြီနေ့ဒီနောက်ဆုံးလောကလူသားအလုံးတို့ကိုအမြတ်ဆုံးတရားများကိုမိန့်ကြားတော်မူပြီးတဲ့အချိန်သတ္တော80ဝါလုံး45ဝါရတော်မူတဲ့အချိန်ကိုယ်သိနာယုံပြီးမန္လာမင်းတို့ရဲ့အင်းရင်တော်အလယ်မှာဘုရားရှင်ကိုယ်တော်မြတ်ပြိဋိဘံဝင်သံသသိမ့်လို့နိဗ္ဗာန်ကိန်းတော်မူခဲ့တဲ့မဟာသက္ကရာတရား48ခုနှစ်ကဆုံလာပြီလို့ခေါ်တဲ့နေသူနေမြတ်လေးရဲ့ပေါင်းစုံတဲ့ဟောဒီလွမ်းမွေကျုံတဲ့ကဆုံလာရဲ့မနက်ဖြန်လာပြီနေ့မှာဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အနန္တဂုဏ်တော်အာယုပြုကြကုန်ရဲ့ပရိဘောဂဇေဒီထိုက်တော်မူတဲ့ဘောဓိပင်ကြီးကိုအေးကြအောင်အေးမြတဲ့ရေစင်ရေဒီနဲ့သွန်းလောင်လို့ပူဇော်လိုက်သလိုပဲမိမိတို့ရဲ့ဘဝတတရာတခွင်လေးကကိန်းလာတဲ့လောဘဒေါသမောဟမာနဆိုတဲ့ကိလေသာအငြိအကျေးအပြစ်တွေကိုကာယဝေဒနာစိတ်ဓမ္မသတိပဋ္ဌာန်တရားရည်စင်ရည်အေးဖြင့်စီကြောကြကုန်လျက်အငြိတအေးတဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကို
တုံမေသေရဓမ္မပေါင်းတော်ကောင်းတို့သည်ကောင်းစွာမသွေရောက်ရှိတော်မူနိုင်ကြပါစေကုန်သတည်းကဲပြိဿိဒါကြောင့်နောက်ဆုံးစကားဆိုတာမမေ့ပါနဲ့တဲ့ဟုတ်လားမြတ်စွာဘုရားရဲ့နိတုနိမြတ်တွေကိုမမေ့အပ်တယ်လို့မြတ်စွာဘုရားရဲ့နောက်ဆုံးစကားလေးကရောမေ့လို့ရပါမလားဒါကြောင့်မမေ့တဲ့အာလုံးသောသူတော်ကောင်းတွေမြတ်စွာဘုရားကိုရည်စင်ရည်အေးနဲ့လောင်းဖို့ပူဇော်ဖို့မမေ့တယ်လို့ပဲတရားရည်စင်ရည်အေးနဲ့ကိုယ်နှလုံးသားကအပူကိုလောင်းဖို့လည်းမမေ့ကြပါစေနဲ့လို့ဦးဇင်းတို့တတိပေးရင်းနဲ့ဒီကနေ့ညဒီလောက်ပါပဲဟုတ်လားဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနာအဘိနန္ဒနာစေတေနာသာဓုသာဓုတိပါဒထာသာရောတရားနာနာကြပါれမြတ်တရားဓမ္မပေါင်းသူတော်ကောင်းတို့တုံမေတေတရားဓမ္မပေါင်းသူတော်ကောင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓအပြာပြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှဒေတိတံတသင်္ခါလာဟောကြားအပ်သောဣမဓမ္မဒေသနာမျက်ရည်ပြာကနာကြားနိုင်ရသည်နောက်ဆုံးစကားတရားမျက်ရည်အမည်ပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုံကြည်နာကြားကြကုန်ပြီးသည့်ဖြစ်၍အဝိနာဒနာစေတေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဝိနာဒနာစေတေနာဟောဤကိုယ်တော်မနဗံလာပြည့်နေရောက်မယ်နေ့ကြမှာဟောရမယ်တရားအောင်မလေးဒီနေ့ငါတို့ရက်ွယ်မှာဟောသွားပြန်ပြီလို့တရေကြိုပြီးတော့ကြိုပွိုင်ပြီးဟောခဲ့တဲ့ကိုတော်လေးကိုအပြစ်တွေရှင်းမနေကြပါနဲ့မနက်ဖြန်လုပ်ရမယ့်အချိန်အမိအတွက်ဒီကနေ့ညကသတိပေးလိုက်တဲ့ငါတို့မနက်ဖြန်မှာတန်ဖိုးရှိအောင်ပူဇော်ရနိုင်ပြီလို့စိတ်ထဲမှာမနက်ဖြန်အတွက်ကြိုရင်တွေးလို့ဝမ်းမြောက်ဝမ်းသာပီတိလေးတွေဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော်သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုမာသထာသုံးချိန်သုံးဝါနှုံမြထား၍ကောင်းစွာမသွေကျွေ